တနေ့ကျရင်တေးမှာပဲဟုတ်ပါတယ်လူတွေကတနေ့ကျရင်တေးမယ်ဆိုတဲ့ဟာကိုမေ့နေကြရပေါ့နော်ကျမပါဝင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကပေါ့ပေါ့ပါလေးနဲ့ဗီဒီယိုလေးတစ်ခုလုပ်ပေးမယ်ပေါ့နော်။ဘာလဲဆိုတော့လွန်ခဲ့တဲ့3နှစ်တုန်းကကျမက panic disorder ဆိုတဲ့မြန်မာလိုပြောမယ်ဆိုရင်စိုးရိမ်ပူပန်မှုအလွန်အမင်းထိမ့်မြခြင်းဆိုတဲ့စိတ်ယောဂပေါ့နော်။စိတ်ကျန်းမာရေးယောဂဝေဒနာတစ်ခုကိုခံစားခဲ့ရတယ်။ဆရာဝန်ပေါင်းမြောက်များစွာနဲ့လည်းပြခဲ့တဲ့ဆေးစစ်ချက်မျိုးစုံလည်းလုပ်ခဲ့တယ်။ပြီးတော့ကုသမှုမျိုးစုံကိုလည်းခံယူခဲ့တယ်။ဒါပေမဲ့ဆေးတစ်ခုတည်းနဲ့ကုသလို့မရဘူးဆိုတာကျွန်မသိသွားတယ်ပေါ့နော်။သိသွားတဲ့အချိန်မှာကျွန်မကဘာသာရေးတွေလည်းလိုက်စားလာတယ်။ပြီးရဲ့အချိန်ကျတော့ဗုဒ္ဓဘာသာရဲ့တရားတော်တွေနေတယ်မဟုတ်ဘူး။တခြားဘာသာရေးတွေရဲ့တရားတွေကိုလည်းလိုက်နားထောင်ကြည့်ကြည့်ရပေါ့နော်။ပြီးရဲ့အချိန်ကျတော့နောက်ဆုံးကျွန်မဘာတွေ့သွားလဲဆိုတော့ဘယ်ဘာသာတရားနဲ့မှမသက်ဆိုင်တဲ့ mindfulness meditation ဆိုတဲ့ပဋိတထန်တရားပေါ့နော်တရားမှတ်ခြင်းပေါ့ဝင်လေထွက်လေရှုခြင်းပေါ့ဆိုတဲ့ဟာနဲ့လည်းတွေ့သွားတယ်ပေါ့နော်အဲ့တော့ဝင်လေထွက်လေရှုရဲဆိုကြတဲ့ကဘာလဲဆိုတော့အခုလက်ရှိမှာရှူးနေတဲ့လေနဲ့လက်ရှိမှာထုတ်နေတဲ့လေကိုပဲလက်ရှိပစ္စုပန်မှာဖြစ်နေတဲ့အရာကိုပဲစိတ်ကထားတဲ့အတွက်ကြောင့်မို့လို့စိုးရိမ်ပူပန်မှုတွေပြီးတော့ဖြစ်ပြီးခဲ့တဲ့မပျော်ရွှင်မှုတွေနောင်တရမှုတွေအကုန်လုံးကိုခဏသာမေ့သွားခဲ့တယ်အဲ့ဒီအချိန်မှာစိတ်ကအရန်ငြိမ်းချမ်းသွားပြီးတော့အဲ့ဒီ panic disorder ဖြစ်နေတာတွေအကုန်လုံးရုပ်တရက်ပေါ့နော်ပျောက်ကွယ်ရတယ်လို့ခံစားရတယ်ပြီးတော့ခုနပြောတဲ့ခေါင်းစဉ်လေးပေါ့နော်လူတွေကတနေ့သိမယ်ဆိုတဲ့စကားလေးနဲ့လည်းကျွန်မကပို့ပြီးတော့ရင်းနှီးစွာနေထိုင်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်မကတိတိတတ်တာဒီ panic disorder ကိုရောကြသွားစေခဲ့တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အခုဥပမာမိကုန်းတစ်ခုမေးမယ်နော်အခုကြည့်နေတဲ့လူတွေထဲမှာသင်တို့ရဲ့အဖိုးဘေဘီဒီရဲ့နာမည်တွေကိုချက်ချင်းပြောနိုင်လားပြီးတော့သူတို့ဘာတွေလုပ်ခဲ့လဲသူတို့ဘဝမှာရှက်စရာကောင်းတဲ့အရာဘာတွေလုပ်ခဲ့လဲပြီးတော့အောင်မြင်မှုမှတ်တမ်းတွေဘာတွေရှိလဲသင်တို့မှတ်မိလားမမှတ်မိဘူးမလားမမီးရဲ့လူကအယောက်100မှာ10ယောက်ရှိကောင်းရှိလိမ့်မယ်ကျန်တဲ့90ကတော့ကျမလိုပဲဝေဝါဝါတီးကိုမတီးရဲ့လူတွေပေါ့နော်ဒါအမှန်တိုင်းလက်ခံနေဆိုရင်နော်ဆိုတော့လူတွေကတနေ့တည်မယ်တည်ပြီးတော့ရင်တင့်ရဲ့30မြောက်ကနေစပြီးတင့်အကြောင်းဘာမှသိမှာမဟုတ်တော့ဘူးဆိုတော့အဲ့အတွက်ဘာတွေစိတ်ပူပြီးတော့ဘာတွေဂယူးဆိုင်နေရလဲအဲ့ဒီအသွေးလေးကိုကျမကောင်းနေရောက်လာတဲ့အချိန်မှာကျမရဲ့ panic ကတဝက်လောက်တက်တာသွားခဲ့တယ်နောက်ပိုင်းကျင့်သုံးလာတယ်အမြဲတမ်းစိတ်ထဲမှာ mindfulness အမြဲတမ်းစိတ်ထဲမှာတွင်ထားတယ်လက်ရှိငါဟာအရေးကြီးဆုံးပဲလက်ရှိငါထက်အရေးကြီးတာဘာမှမရှိဘူးအတိတ်ကငါမားခဲ့တဲ့ဟာကိုလည်းငါခွင့်လွတ်တယ်ဆိုတာကကိုခွင့်လွတ်နိုင်တာကိုခွင့်လွတ်မှဖြစ်နေတဲ့ depression တွေအကုန်လုံးပြောင်းနိုင်တယ်လို့နောက်အနာဂတ်မှာဖြစ်မဲ့ငါအတွက်လည်းငါစိတ်မပူတော့အဲ့ဒီအချိန်မှာ panic တွေကပျောက်သွားခဲ့တယ်ဆိုတော့ကုသမှုကလည်းခံယူသင့်တယ်ပြီးရင်ကိုယ့်ရဲ့စိတ်ကိုလည်းကိုပြင်ဆင်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ panic disorder ဖြစ်နေတဲ့မိတ်ဆွေတွေပြီးရင် depression ဖြစ်နေတဲ့မိတ်ဆွေတွေဆိုရင်ကျမရဲ့ဗီဒီယိုလေးတွေကိုနားထောင်ကြည့်ပါကျမလွန်ခဲ့တဲ့3နှစ်ကနေစီးနားလိုက်တာအခုတစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်နီးပါးရှိပေါ့နော်ဆိုတော့ဒီ2နှစ်တာမှကိုဘယ်လို handle ဖြည့်ရှင်းခဲ့တဲ့ဂိုင်တွေခဲ့တဲ့ဆိုတဲ့အရာလေးတွေကိုမျှဝေပေးရချင်တာဖြစ်ပါတယ်ကျမတို့ရဲ့ sharing hub လေးကို like and follow လေးလုပ်ထားပါ panic disorder နဲ့ depression ရဲ့ခွာခြားချက်ရဲ့ကျမဘယ်လိုကုသခဲ့တယ်ဆိုတာတွေရဲ့ဟိုတစ်နေ့ကိုတစ်ပုတ်အနေနဲ့တင်သွားပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်